အားမမေတော့ဒီနေ့ပြီးတော့ကျွန်တော်ဘာပြောချင်လဲဆိုတော့ဗျာ Minecraft မှာကျွန်တော်ထား sorry မှာတော့ကျွန်တော်တို့ပြMinecraft မှာကျွန်တော်နာမည်ကြီးပေါ့ဗျာ Minecraft 2မှာကျွန်တော်တို့အဲ့ဒါမပေါ်နိုင်တဲ့အရာတွေပဲကျွန်တော်ဒီမှာ Spider နဲ့ကျွန်တော်ဆက်ရ Spider နဲ့ပြီးတော့ creative နဲ့ဒါတော်တော်ရှားပါတယ်ဒါ Minecraft 2မှာဘလို့ရှာမတွေ့နိုင်ပါဘူးကျွန်တော် creative လုပ်ပြီးကျွန်တော်ပြန်ရှာပြအောင်လုပ်ပါတယ်ဟုတ်တယ်။တန်ညာကြီးဆိုတာကတော့အမားတို့မြန်မာနိုင်ငံရဲ့အင်ရှင်မတွေရဲ့လူမှုကြောင့်လည်းဒီပြည်သေးတဲ့တိုင်းမှာပေါ့နော်။အများနဲ့ရှိနေတဲ့သဘာဝတူတူမလားအမျိုးသားတွေမှာပါတယ်။ဒါကိုကျွန်တော်လိုက်ဆောင်ပြပါတယ်။ဖိချတာပဲဖြစ်ဖြစ်။ဟာရပျောက်တော့ခွေးချီတော့အဲ့ဒီဥစ္စာကိုကျွန်တော်လိုက်ဆောင်တယ်။ဒါမှတ်ထားကြနော်။ခုနအတုံးလေးကိုကျွန်တော်လိုက်ရှာမယ်မတွေ့ဘူးနော်ကျွန်တော်အတူပြောရတော့စစ်မှာတော့တွေ့ပါတယ်တွေ့ဘူးနော်မတွေ့ဘူးနော်အဲ့ဒါမားဆိုပို့ဆိုကျွန်တော်တို့အဲ့ဒါကိုလှုပ်ချင်ကျွန်တော်ဒါရင်အဲ့ပစ္စည်းလေးခုနဲ့လောက်ရတာပါဘယ်လိုမျိုးလဲဆိုတော့ကြည့်ပါဒါကိုဆိုပြီးတော့ဒီကတန်ညာလေးကိုပေါ့နော်ဒါဆို300ရေပေါ့လေဟုတ်ကဲ့ဒီတော့ဒီတန်ညာလေးကကျမကြီးနဲ့ပတ်သက်တဲ့အခန်းကဏ္ဍမှာဘယ်လိုမျိုးအရေးပါလဲဆိုတာလည်းသိပြရစီအရင်ကတော့တန်ညာလေးကတော့ဗီတာမင်စီကိုအရင်စမှာထားနော်ဗီတာမင်စီကဒီကိုယ်တိုင်စနစ်ကောင်းလို့ပြင်သူ့မှာဗီတာမင်စီပေါင်းနေတဲ့အစားအသောက်တွေကကောလာဂျင်ပုံမှုတွေပဲဒီလိုမျိုးပဲကြောင့်မျိုးအဲ့လိုပေါ့နော်အနာပါဖို့ဒါရေအရင်ဒါရပါတယ်ကျွန်တော်တို့ကဗီတာမင်စီပြောရတဲ့အစားအသောက်တွေမှာတန်ညာလေးဆိုစားမျိုးတန်ညာလေးကိုထည့်တော့တာမျိုးဆိုရင်ဒါအော်လေထုတ်လို့မှုတက်ပြီးတဲ့အတွက်ကြောင့်မို့အသားကြီးဖားဖားတင်းရင်းဖို့အတွက်တန်ညာလေးကတော့ဝိုင်းပြီးတော့ထားပြီးပြီရတယ်နော်ဘလူးလုံးကြည့်ကြဗျာကျွန်တော်တခုပြောချင်တာကကျွန်တော် Minecraft ထဲရပါဗျာကျွန်တော်ဘာဂိမ်းဆော့ခိုင်းမလဲကျွန်တော်ဘာဂိမ်းဆော့ခိုင်းမလဲကျွန်တော်ဘာဂိမ်းဆော့ခိုင်းသူကတော့ကျွန်တော်ဘာဂိမ်းဆော့ပြန်ကျွန်တော်အဲ့ဒီဗျာကျွန်တော်ပြောချင်တာချားဗျာကျိုးအဲ့ဒီလိုဘလောတို့ PUBG တို့ကဟိုမလေးချက်တော့လွဲလို့ကျန်တဲ့ဂိမ်းတွေကျွန်တော်အကုန်ဆော့ခိုင်းရပါတယ်โอเคเนาะဘိုင်ဘိုင်ဒီနေ့ဒီလောက်ပါပဲညခဏကျွန်တော်နာမည်အရင်ကတော့လူတိုင်းသိပါတယ်ကျွန်တော်တခုပြောချင်တာကျွန်တော်ဗီဒီယိုအားပေးတယ်ထက်ရှင်းလို့ကောင်းခန့်ကျော်ခွင်းလို့ပေါ့ပါပြီးတော့ကျွန်တော်ဒါပဲပြောတာဟုတ်